နိုင်ငံကျော်ကားစတန်နေထူးခြားတဲ့ပြိုင်ပွဲတွေတဲတဲ့ရင်ပိုကောင်းတဲ့စတန်ပြကွက်တွေအဲ့လိုတက်ဆွတ်ဆန်များပြိုင်ပွဲဝင်နေကြတဲ့ဗီဒီယိုထဲမှာအနီးရောက်ကျွဲနှကောင်ခွတ်နေတဲ့ပုံမျိုးတော့ခင်ဗျားတို့မြင်မှုမှာပါအခုချိန်မှာ review ကကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံးနဲ့အောင်မြင်ဆုံးချွေတစ်ခုဖြစ်ပြီးတော့လူငယ်စတက်သမားတွေကြားထဲမှာရေပန်းစားတဲ့အချွေတစ်ခုပဲဖြစ်ပါတယ်။ Red Bull အပြည့်အချွေကို1989ခုနှစ်မှာ Australia ကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Bull GmbH ကစတင်ထုတ်လုပ်ခဲ့တာပါ။2024ရဲ့နောက်ဆုံးကောက်ယူထားတဲ့စစ်တမ်းတွေအရဆိုရင် Red Bull ရဲ့ရောင်းအားက9.34 ဘီလီယံရှိပြီးဒီကမ္ဘာလုံးရဲ့ရောင်းအားအကောင်းဆုံးနံပါတ်1နေရာမှာရပ်တည်ထားတဲ့အချွေ brand တစ်ခုပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင် Red Bull က Monster Energy လို့ brand မျိုးကပါမရှင်နိုင်တဲ့အထိအောင်မြင်လာတဲ့ brand တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ပထမဆုံးစတင်ထုတ်လုပ်ခဲ့ Red Bull ရဲ့ပါဝင်ပစ္စည်းတွေရောနှောထားတဲ့ပုံစံတွေကထိုင်းနိုင်ငံရဲ့ company team ကိုပုံတူကူးယူပြီးထုတ်လုပ်ခဲ့တာပါပစ္စည်းတွေပုံတူထုတ်လုပ်တာမဟုတ်ပါဘူးတော့ဒီ Red Bull ဆိုတဲ့နာမည်ကလည်းဒီ Creditum ဆိုတဲ့နာမည်ကနေပြီးတော့ဆင်းသက်လာတာပါဒီ Creditum ဆိုတာကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးအချွေတစ်ခုဖြစ်ပြီးတော့ကျွန်တော်မြန်မာလိုဘာသာပြန်လိုက်တဲ့အခါမှာတော့အနီရောင်ကျွေးတိုင်းပါအဲ့ဒါကို Red Bull လို့နာမည်ပြောင်းခဲ့ပြီးတော့အခုဆိုဒီကမ္ဘာလုံးမှာနာမည်ရနေတဲ့အချွေကျွေးတိုင်းဖြစ်နေပါပြီ Stay awake as we rise in this new era of human evolution.ကျွန်တော်တို့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိပါတယ်ဒီနာမည်နဲ့ Craftyဒီပုံကိုထုတ်လုပ်တာမဟုတ်ပါဘူး Crafty Dam ဆိုတဲ့ brand က Red Bull ကိုသူ့ရဲ့ပုံစံတူလိုက်ကူးနေတဲ့အတွက်တရားမစွဲဘူးလားဆိုတဲ့အချက်ပါ Crafty Dam ကိုတည်ထောင်ခဲ့သူ Red Bull ကိုစတင်တည်ထောင်ခဲ့သူနှစ်ယောက်တည်းက Helio Ropita ဆိုတဲ့လူဖြစ်နေလို့ပါအဲ့တော့ကို brand ရဲ့ recipe ကိုနောက်တဲ့ brand တစ်ခုမှထည့်သုံးခြင်းတဲ့အတွက်ကြောင့်တရားစွဲဆိုခြင်းမျိုးတော့မရှိခဲ့ပါဘူးRed Bull ရဲ့ထူးဆန်းတဲ့အချက်ကိုကျွန်တော်ပြောပြပါမယ်။ပြောရမယ်ဆိုရင် Red Bull ကသူ့ရဲ့ brand ကိုဖြော်ရည်ဆိုတဲ့ brand တစ်ခုထပ်လူတွေရဲ့ဘဝပုံစံကိုပုံဖော်တဲ့နေရာမှာအဓိကအားသာနေရာပဲဖြစ်ပါတယ်။ Red Bull ကအခြား brand တွေကြော်ညာတယ်လို့မဟုတ်ဘဲနဲ့စွန့်စွန့်စားစား ice skate စီးရာတွေ on dropping ကျိုးရန်တွေပေါ်လမ်းလျှောက်ပြတာတွေ And I'm walking from Asia to Europe right now. I'm standing right now. ကမ္ဘာတစ်ခုကနေတစ်ခုခုံချတာတွေနဲ့များတွေမလုပ်ဘူးတဲ့တဲတဲ့ရုံကိုပွန်းတဲ့လူဖန်တီးပြီးလူစိတ်ဝင်စားမှုကိုရအောင်ယူတာပါဘရော့ Red Bull ကစွန်စားပြီးအန်ဒီရရှိတဲ့အားကစားတွေပြီးအမှုပညာပိုင်းဂီတပွဲတော်တွေရာသီအလိုက်ကျင်းပတဲ့ပွဲတွေကနေတစ်စင်းသူတို့ရဲ့အချွေကို promote လုပ်တာပါပေးခြင်းတဲ့အဓိက message ကတော့သူတို့ရဲ့အချွေကိုတောက်သုံးတဲ့သူတွေလို့နေပဲပေါင်းစုံကနေပြီးတော့ပေါ်ထွက်လာအောင်ပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့ပဲ Red Bull ကနိုင်ငံတကာဈေးကွက်ကိုနေရာယူထားတာပါအဲ့တော့ကျွန်တော် Red Bull လို့ပြောလိုက်တာနဲ့ပဲသူ့ရဲ့ထူးခြားတဲ့ပြိုင်ပွဲတွေကိုအရင်ပြေးမြင်လောက်တဲ့အထီးပါအချွေဆိုတာတော့နောက်မှအတွေးမိမှာပါ Red Bull ရဲ့နာမည်ကြီးတဲ့အပန်ကြားတစ်ခုကတော့ကျွန်တော်တို့ဒီအာကာသဘောကနေကဘာမြေပြင်အောက်ကိုခုန်ချတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်တို့မြေနေကြကြော်ညာတွေလို့ CCI 3ပြီးရိုက်ကူးထားခြင်းလုံးဝမရှိပါဘူးဒီအာကာသဘောကနေကဘာမြေပြင်ခုန်ချလိုက်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်အဲ့ဒီဗီဒီယိုက Red Bull ရဲ့တမိုင်းတစ်ချောင်းမှာအကောင်းဆုံးကော်မရှင်ဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်အာကာသဘောကနေကဘာမြေကိုခုန်ချပြီးကြော်ညာတပုတ်ရိုက်မယ်လို့တော်ရုံဘယ်သူမှအတွေ့အမှမဟုတ်ပါဘူးအဲ့ဒီဗီဒီယိုရိုက်ကူးဖို့အတွက်စုစုပေါင်းဒေါ်လာတန်း30လောက်ကျတင်ခဲ့ပြီးတော့ကျွန်တော်ပြန်ရလိုက်တဲ့ဝင်ငွေကတော့စုစုပေါင်းဒေါ်လာတန်း900အထိကိုကျွန်တော်အောင်မြင်တော့ရရှိခဲ့တဲ့ဗီဒီယိုတစ်ပုဒ်ပဲဖြစ်ပါတယ်ပြောနေတာကတော့ Red Bull ကခုမှနာမည်ကြီးတာမဟုတ်ပါဘူး1990ခုနှစ်လောက်ကထုတ်ခဲ့တဲ့ Red Bull Give You Win ဆိုတဲ့ကြော်ညာကလည်းနာမည်ရကြီးခဲ့ပါတယ်ဗီဒီယိုလောက်ပါပဲဗီဒီယိုလေးကိုစုံထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ like and subscribe လုပ်ပြီးမမေ့ပါနဲ့နော်